ရှမ်းဝစ်စုံလေးနဲ့အင်းလေးထားတလိုက်ရဲ့ငါကိုယ်တိုင်ဝစ်ဖို့အင်းလို့မဆိုတဲ့ရဲ့တေးအောင်ကောင်းတဲ့ဆိုင်ဝဲအားပေးခဲ့ပါတယ်အမှန်ရဖို့ပြုံးတွေများကြီးလဲလက်ဆောင်ပေးလိုက်တယ်ပန်းလေးတွေမွေးတယ်နေလည်းနေတည်းဒီလိုပန်းလေးဖျားတော့ကလူချင်းနေပါတယ်နောက်ရောက်ဖြစ်တဲ့ခါဝဲသူလေးနဲ့တွေ့ချင်တယ်စူတောင်းပြီးတော့သူ့ကိုပြောခဲ့တယ်ဖောင်းတော့ဦး